ချမ်းသာမှုကြော်ကြားမှုအာဏာရှိမှုကမ္ဘာပေါ်မှာရှိတဲ့ຢာတွေအားလုံးပင်တဲ့မြဘရင်ကိုးပြော်ကြားပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့သူကွက်မြတ်မခံရခင်မှာတော့ငါရှရနာတွေဟုတ်လားမင်းတို့လိုချင်ရစီရမယ်ရှာကြစမ်းကမ္ဘာပေါ်မှာငါပိုင်ဆိုင်ခဲ့တဲ့မြအရာတွေအားလုံးကိုပင်တဲ့ထဲမှာထားခဲ့တယ်ဆိုပြီးတော့အော်ပြောသွားခဲ့ပါတယ်။သူပြောရတဲ့စကားဟာတကဘာလုံးကိုပြန့်နှံ့သွားခဲ့ပြီးတော့လူတွေဟာပင်တဲ့ထဲကိုရွှဲလွှင့်ကုန်ကြကပင်တဲ့မြခစ်ကြီးတစ်ခေတ်စတင်လာပါတော့။တာယာရဲ့မနက်ခင်းတစ်ခုမှာတော့တင်မောကြီးတစ်ခုကရေဝဲတစ်ခုကိုဖျက်သွားနေရပြီးတင်မောဘော်ကလူနှစ်ယောက်ကလည်းပင်လယ်ပြင်ကြီးကိုငေးကြည့်နေခဲ့ပါတယ်။ဒီချိန်အနီးနားကိုစီပိုင်းတစ်ခုမျောလာနေပြီးစီပိုင်းထဲမှာတော့မန်ကီတီလူဗီဆိုတဲ့ကောင်လေးတစ်ယောက်ပါလာခဲ့ပါတယ်။တင်မောကြီးရဲ့မှာတော့အရှိကရေဝဲကတင်မောကိုမထိခိုက်နိုင်ဘူးလို့မှတ်ခါအေးစေးပါတီပွဲတစ်ခုကိုကျင်းပနေကြပါတယ်။လူဗီပါလာရဲ့စီပိုင်းကိုမြင်တွေ့သွားတဲ့တင်မောသားတွေကအပေါ်ဆွဲတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတင်မောသားတယောက်ကပင်နမြတင်မောကြီးတစ်စင်းကိုလှမ်းမြင်လိုက်ပြီးတော့ပင်နမြတင်မောကြီးလာနေပြီဆိုပြီးအော်ဟစ်လိုက်ပါရဲ့မချခင်မှာပဲပင်နမြတွေဟာတိုးတင်မောကိုစတင်တိုက်ခိုက်ပါတော့ရဲ့ပင်နမြခေါင်းဆောင်မိန်းမကြီးအဗီဒါကကော်ဖီဆိုတဲ့သူ့ရဲ့ပျော့ဖက်ဖက်တင်မောသားလေးကိုဒီပင်လယ်ပြင်မှာအလှဆောင်ကဘသူလဲလို့မေးလိုက်ပါရဲ့ကော်ဖီကလည်းဒီပင်လယ်မြတင်မောရဲ့ခေါင်းဆောင်တခင်မကြီးအဗီဒါပါလို့သဘောကျပြန်ဖြေပေးရပါရဲ့သူတို့အားလုံးကခေါင်းဆောင်အဗီဒါကိုအင်မတန်ကြောက်ရပါတယ်ဒီလိုနဲ့ပင်နမြတွေကတင်မောချက်တိုင်းတွေကိုဖျက်ဆီးလိုက်ချိန်မှာတော့လူဗီရှိနေတဲ့စီပိုင်းဟာလေတင်မောအတွင်းထဲကိုလိမ့်ဝင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပင်နမြတွေကတင်မောရေးစီကိုကျိုးရည်နဲ့တွေ့ပြီးတော့တက်လာပါတော့ရဲ့ကိုဖီကတော့ကျိုးတဲ့ခုံကူကမှကြောက်နေရကြောင်းတခင်မအဗီဒါကစူပူကျိပေါက်နေပြီးကိုဖီကိုပိတ်ကန်လိုက်ပါရဲ့ဒီလိုနဲ့ပင်နမြတွေဟိုဘက်တင်မောကိုတိုက်ခိုက်နေချိန်ကိုဖီတယောက်ကတော့မိဖို့ကြောင်တွေကိုဝင်လာခဲ့ပါရဲ့ရုံမင်းစံခတ်ဖြစ်နေကြချိန်မှာပဲခိုးကြောင်ခိုးဝက်ငတက်ပြားကောက်မာလေးတယောက်ကလည်းပင်လယ်မြတင်မောဘောကိုကျိုးနဲ့တွေ့တက်လာနေပါတယ်။တင်မောစီကိုခိုးဝင်မှုကြိုးစားရင်းမှာပင်လယ်မြနဲ့တက်တဲ့တိုးလို့အမှောက်တိတ်ပေးလိုက်ရပါတယ်ရဲ့။ကိုဖီကလူဗီရှိရဲ့စီပိုင်းကိုမိဖို့ကြောင်တွေကနေလှိမ့်လာပြီးတော့တဲလာပါတယ်။ဒါပေမဲ့ပင်လယ်မြတွေနဲ့တိုးပြီးသူတို့ကစီပိုင်းကိုခွဲဖို့လုပ်ပါတော့ရဲ့။ဒီချိန်မှာပဲစီပိုင်းတွေကလူဗီထွက်ပေါ်လာခဲ့ပြီးပင်လယ်မြတွေလည်းလဲကျသွားခဲ့ပါတယ်။လူဗီကဘသူတွေလဲဘာတွေလဲမေးလိုက်တဲ့အချိန်မှာတော့ပင်နမြဝေကမခံလေးစားလုပ်တယ်ဆိုပြီးတော့ဓာတ်နဲ့ပြေးခုတ်ပါတော့ဒါပေမဲ့လူဗီရဲ့အရှောင်သိန်းတွေကြောင့်ဓာတ်တွေပဲကျိုးသွားခဲ့ရပြီးပင်နမြတွေရဲ့လန့်ပြီးတော့ထွက်ပြေးသွားပါတယ်ကိုဗီကတော့လူဗီကိုပင်နမြတွေထပ်မရောက်လာခင်ဒုက္ခရောက်မှာမလို့အမြန်ပြေးခိုင်းနေပေမဲ့ဘာအောင်မှတက်ကြီးမဆိုင်တဲ့လူဗီတယောက်ကတော့ဗိုက်စာရဲဆိုပြီးတော့စားစရာလိုက်ရှာနေခဲ့ပါတယ်ဒီလိုနဲ့စတိုကန်တစ်ခုရဲ့ကိုရောက်လာခဲ့ကြပြီးတော့ကိုဗီကတော့ဒီနေရာဟာလူဗီအတွက်အလုံးကျုံဆုံးပဲလို့ပြောနေခဲ့ပါတယ်လူဗီလဲစတိုကန်ရဲ့တစ်တီးတွေကိုစားနေရင်ကိုဗီအကြောင်းကိုမေးမြန်းလာပါတယ်ကိုဗီရဲ့ပြောကြားချက်အရတနေ့သူငားများဖို့ကမ်းခြေကနေလှေတစည်းကိုစီးလာပေမဲ့တကယ်တမ်းမှာတော့ငားဖမ်းလေမဟုတ်ပဲနဲ့ပင်နမြလှေဖြစ်နေခဲ့တာပါဒါနဲ့ပဲအဖမ်းခံလိုက်ရပြီးနှစ်နှစ်ကြာသည့်အထိပင်နမြတင်မောပေါ်မှာခိုင်းပတ်လုပ်နေခဲ့ရပါလူဗီကထွက်ပြေးဖို့အကြံပေးပေမဲ့ကိုဗီကတော့ခေါင်းဆောင်အဗီတာကိုအလွန်ကြောက်တာကြောင့်မပြေးရဲခဲ့ပါဘူးတစ်ဖက်မှာလည်းပင်နမြတွေကဟိုဘက်တင်မောပေါ်ကနေပစ္စည်းတွေကိုတင်နေကြချိန်ခိုးကြောင်ခိုးဘက်ကောက်မလေးကလည်းပင်နမြတွေရဲ့ပစ္စည်းတွေကိုပြန်လဲခိုးယူနေပါတယ်လူဗီကကိုဗီတို့ကြောက်တဲ့သူတွေကိုသဘောမကျကြောင်ပြောလာပါတယ်ကိုဗီကတော့လူဗီတို့စီပိုင်းနဲ့ဝင်ပြီးတာထွက်ပြေးဖို့တတိရှိခဲ့မယ်ဆိုသူလှုပ်ချင်တာတခုရှိကြောင်ပြောခဲ့ပါတယ်လူဗီကလည်းသူ့ရဲ့အိမ်မက်ကပင်နမြဘရင်တယောက်ဖြစ်လာဖို့ပဲလို့ပြောလာပါတယ်အယောင်အံအားတင်သွားတဲ့ကိုဗီကပင်နမြဆိုရင်အခြားဖွဲ့သားတွေရောဗမာလဲလို့မေးလာပါတယ်ပင်လယ်မြဘရင်ဖြစ်လာဖို့ဆိုပင်လယ်မြဘရင်ကိုးပြော်ကြထားခဲ့တဲ့ One Piece ရတနာကိုရှာရမှာဖြစ်ပြီးတော့ One Piece ကိုတကဘာလုံးကပင်လယ်မြတွေရလဲရှာနေကြရပါဒါပေမဲ့လူဗီကတော့ဖြစ်နေတာတွေကိုဂယူးမဆိုင်ပဲနဲ့သူ့ရဲ့အိမ်မက်အကောင့်ထဲပေါ်လာဖို့တေတီအထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီစကားတွေကိုကြားလိုက်ရတဲ့ကိုဗီကသူ့မှာလည်းအိမ်မက်တစ်ခုရှိပြီးရေတက်ထဲဝင်ကပင်လယ်မြတွေကိုဖမ်းချင်တာဖြစ်ကြောင်းပြောလာပါတယ်ဒီလိုစကားတွေကောင်းနေကြတော့မှပဲတခင်မာကြီးအဗီဒါရောက်လာပါတော့ပင်နမြတွေကလူဗီကိုဝိုင်းထားလိုက်ကြပြီးတော့အဗီဒါကကိုဗီကိုပင်နယ်ပြင်မှာဘသူအလှဆုံးလဲလို့ထပ်မေးလိုက်ပါတယ်။ဘာမှမသိတဲ့လူဗီကတော့ဒီရုပ်ဆိုးဆိုးဖတ်တီးမာကြီးကဘသူလဲလို့ပြောလိုက်ချိန်မှာတော့ကိုဗီရောပင်နမြတွေပါထိတ်လန့်ကုန်ကြပါတယ်။ဒေါနာထွက်သွားတဲ့အဗီဒါလည်းလူဗီကိုစတင်ရှမ်းမှုပါရဲ့။ပင်နမြတွေကလည်းလူဗီကိုဝိုင်းတိုက်ခိုက်လာကြအောင်မလို့လူဗီတယောက်ကတော့သူ့ရဲ့ရောဘာစွမ်းကိုစတင်အသုံးပြုရပါပြီ။အားလုံးကလည်းအံ့အားတင်သွားကြပြီးတော့လူဗီကတော့သူဟာရောဘာလူသားပဲလို့ပြန်ပြောလိုက်ပါတယ်။အဗီဒါကနတ်ဆိုးတတီအစွမ်းကြောင့်ဆိုပါကိုရှိမ့်မိနေခဲ့ပြီးလူဗီကလည်းသူဟာဂိုမွန်နိုမီဆိုရဲ့ရာဘာအတီးကိုစားထားကြောင်းပြန်ပြောလာပါတယ်။နတ်ဆိုးအတီးတွေဟာရုံတန်းပုံမြင်တစ်ခုလိုဖြစ်နေခဲ့ပြီးတကယ်ရှိမှန်းဘယ်သူမှမသိခဲ့ကြပါဘူး။အဗီဒါကလူဗီကိုပင်နမြမုံဆိုးတယောက်လို့ထင်နေပေမဲ့လူဗီကတော့သူ့တဲ့ပင်နမြပဲလို့ပြန်ဖြေလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲခိုးကြောင်ခိုးဘက်ကောင်မလေးကတော့ပင်နမြရဲ့ရှန်နာကိုခိုးထုတ်နေခဲ့ပါပြီ။ကိုဗီကလူဗီပြောခဲ့တဲ့ကိုယ့်အိမ်မက်ကိုကိုယ်တိုင်အကောင့်ထဲပေါ်ထုစရမယ်ဆိုတဲ့အားပေးစ